လက်ရှိကျမတို့အရှိတကုံရဲ့ယင်းနှီးမြုပ်နှံမှုဈေးကွက်ကအနည်းငယ်လေးတယ်ပေါ့နော်အယောင်းဝယ်ကမဖြစ်တာမဟုတ်ဘူးဖြစ်တယ်အယောင်းဝယ်ကလေးတယ်မတွက်ဘူးပေါ့နော်မတွက်တဲ့အကြောင်းရင်းကိုကျမကြည့်လိုက်တဲ့အခါကျတော့ပေါ့နော်တကယ်ကဘာဖြစ်လဲဆိုတော့အယောင်းပစ္စည်းမပေါ်တာအယောင်းပစ္စည်းမပေါ်တာကအဓိကအချက်ပဲဖြစ်တယ်ဟလာကျမတို့တချို့ရက်ကွက်တွေဆိုရောင်းစရာတိတ်တောင်ပစ္စည်းတောင်မရှိဘူးဥပမာနော်အရှိတကုံ139ရက်ကွက်ဆိုရင်ထုတ်ရောင်းတဲ့သူအင်မတန်မှကိုနဲတယ်နော်ထုတ်ရောင်းတဲ့သူအင်မတန်နဲတယ်ရောင်းရင်လေနော်ဈေးကွက်ထဲမှာရှိတာတွေကလည်းနော်ကျမအမြင်နဲ့ကြည့်ရရင် over price တွေပဲများတယ်နော်ဒါ139ရက်ကွက်တစ်ခုတည်းကိုပြောတာမဟုတ်ဘူးတခြားရက်ကွက်တွေလည်းပေါ့နော်အဲ့လိုပဲအယောင်းပစ္စည်းကအင်မတန်မှကိုနဲတယ်နော်အဲ့တော့ထုတ်ရောင်းတဲ့သူနဲတယ်ထုတ်ရောင်းတဲ့သူနဲတဲ့အခါမှာဟလာကိုင်းထားတဲ့သူများတယ်ကိုင်းထားတဲ့သူများတဲ့အခါမှာကြတော့သူကဟောပါပေါ့ဈေးကွက်ကပေါ့နော်အဝယ်ကတော့ရှိတယ်အဝယ်တွေမှာကြတော့လေအဝယ်တွေဘက်ကနေကြည့်တဲ့အခါကျရင်လေဟလာဈေးတွေက over price တွေဖြစ်နေပစ္စည်းကကြိုက်တယ်ဈေးတွေက over price တွေဈေးတွေကမရောက်သေးဘူးမရောက်သေးတဲ့ဈေးတွေကျိုးခေါ်ထားကြတဲ့အခါကျတော့အဝယ်တွေကလည်းဝယ်ဖို့ရာအတွက်ကတော်တော်လေးကိုစဉ်းစားယူရတယ်အဲ့လိုဖြစ်သွားတယ်အဲ့ဒါကြောင့်ဈေးကွက်ကလေးနေတာဖြစ်တယ်ဟလာအယောင်းဝယ်မဖြစ်တာမဟုတ်ဘူးအယောင်းဝယ်ကဖြစ်တယ်နော်အဝယ်ကလည်းအမြဲတမ်းရှိတယ်ဒါပေမဲ့ဟလာကျမတို့ဖြစ်တဲ့ဈေးပေါ့နော်ရောင်းသူနဲ့ဝယ်သူနှစ်ယောက်ကြားမှာဖြစ်တဲ့ဈေးနဲ့ဖွင့်တဲ့ဟာလေးတွေဆိုရင်အယောင်းဝယ်ကနော်မြန်တယ်အယောင်းဝယ်ကမြန်တယ်တကယ်ဈေးတင်တာလေးတွေတကယ်ပစ္စည်းကောင်းတာတွေဆိုလှုပ်နေရတာနော်အဲ့ဒီအနေထားမှာပဲရှိတယ်ဟလာတခြားပစ္စည်းတွေဘာလို့ရောင်းမထွက်တာလဲနော်ထားပါတော့ဥပမာဟလာကျမဘူရီကိုကြည့်မိတဲ့အမျိုးကပေါ့နော်ငါမြေကွက်ကြဘာလို့ရောင်းမထွက်တာလဲအဲ့ဒါဆိုရင်ဈေးကြောင်ရောင်းမထွက်တာပါဈေးကမရောက်သေးတဲ့ဈေးကိုကြိုးခေါ်ထားတာနော် over price ဖြစ်နေတာကြောင့်ရောင်းမထွက်တာပါနော်အခုဆိုရင်139ရက်ကွက်ဆိုရင်ပစ္စည်းမရှိဘူးကျမတို့ရောင်းပေးစရာပစ္စည်းမရှိဘူးကျမတို့ကကြတော့ဈေးတင်းတင်းလေးနဲ့ရောင်းပေးရတာကိုဟိုလာရောင်းပေးရတာကိုပဲဟလာသဘောကျတယ်အဲ့တော့じゃဈေးတင်မဲ့ရောင်းပေးတယ်ကျမတို့ဈေးတွေကနော်ဝယ်ရောင်းနေတောင်မှလာကောက်ကြတယ်နော်အဲ့တော့ကြတော့အရှိတကုံဈေးကွက်ကအနှဲငယ်လေးတယ်လို့ပြောလို့ရတယ်တွက်တာကတော့ဘယ်ရက်ကွက်လဲဆို130ရက်ကွက်ကတော့တွက်တယ်ဒါပေမဲ့130ရက်ကွက်ထဲလဲ over price တွေဈေးရောင်းမထွက်ဘူးနော်ရောင်းမထွက်ဘူး over price တွေကများတယ်130ရက်ကွက်မှာကြတော့ over price တွေနဲ့ဖွင့်တာကများတယ်အဲ့တော့ရောင်းတဲ့သူဘက်ကကြတော့လဲရောင်းပြီးရင်ပေါ့နော်ဒီပစ္စည်းကပြန်မရဘူးဆိုတဲ့အတွေးရှိတယ်အတွေးရှိတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဈေးကိုမရောက်တဲ့ဈေးနဲ့ကြိုဖွင့်ထားလိုက်တယ် over price နဲ့ဖွင့်ထားလိုက်တယ်အဲ့ဒီခါကျတော့ဟာလာအယောင်းဝယ်ကလေးသွားတယ်နော်အဲ့တော့အဝယ်တွေမှာလည်းအင်မတန်မှကိုရှာရတယ်ပစ္စည်းကနော်ဈေးတွေကကြားလိုက်ရင်ဟာလာကျမတို့အကျိုးဆောင်တွေတောင်မှပဲပေါ့နော်ပါဇက်တွေဟသွားစေရမယ်ဈေးတွေနဲ့ဖွင့်ရတာများတယ်နော်အထူးသဖြင့်ပေါ့နော်ဒီကျမတို့ဟလာလူတွေကပေါ့နော်ပွဲစားကားကိုလက်ကားပေးနေရတယ်လို့မြင်ကြတာနော်ပွဲစားစီကဒီပွဲစား join ပေးလို့ဟလာအကွက်ကောင်းလေးတွေရတယ်ဈေးတင်တာလေးတွေရတယ်လို့မမြင်ဘူးပွဲကားကိုလက်ကားပေးရတယ်လို့မြင်တဲ့အခါကျတော့ပိုင်ရှင်တွေပေါ့နော်ဟလာပွဲကမပေးရတဲ့ပိုင်ရှင်တွေနဲ့ပေါ့နော်ပိုင်ရှင်တွေနဲ့ဓာတ်ရိုက်တွေ့ကြရတယ်ပိုင်ရှင်တွေနဲ့ဓာတ်ရိုက်တွေ့ရင်ပိုင်ရှင်10ယောက်မှာကျမပေါ့နော်ကျမရဲ့တွေ့ရှိချက်အရာပေါ့နော်ပိုင်ရှင်10ယောက်မှာဈေးမှန်နဲ့ရောင်းပေးတာ3ယောက်တည်းမပို့ပိုင်ရှင်10ယောက်မှာ9ယောက်လောက်က over price တွေနဲ့ကြီးခေါ်ထားတာဖြစ်တယ်အဲ့ဒါကြောင့်ငါတို့ပွဲစားမပါဘူးဟေးငါတို့ဓာတ်ရိုက်ဝယ်လိုက်မယ်ဟေးဆိုပြီးဝမ်းသာအားရသွားပြီးတော့ဝယ်ဖို့မစင်စားပါနဲ့เนาะပွဲစားတွေကနေပဲဈေးကွက်တွေเนาะဈေးတွေကိုရှင်းကြည့်ပြီးတော့မှဝယ်ဖို့စဉ်းစားပါပိုင်ရှင်ဓာတ်ရိုက်တွေ့တယ်ဟလာပွဲစားမပါဘူးဆိုပြီးဝမ်းသာအားရဝယ်ဖို့မစင်စားပါနဲ့ဈေးကွက်ကိုရှင်းကြည့်ပါအောင်เนาะဈေးကွက်ကိုရှင်းကြည့်ပါအောင်ဈေးကွက်ထဲမှာအများအားဖြင့်เนาะအခုဈေးကွက်လေးနေရတဲ့အကြောင်းရင်းကပစ္စည်းမပေါ်တာတစ်ချက်ရယ် over price ဖြစ်နေတာတစ်ချက်ရယ်ဒီနှစ်ချက်ကြောင့်သာအယောင်းဝယ်လေးနေတာဖြစ်ပါတယ်တကယ်ကြအယောင်းဝယ်တွေကအဝယ်တွေကပေါ်ပါတယ်နော်အဝယ်တွေကပေါ်ပါတယ်လူနေကြတာပါပစ္စည်းကောင်းရင်လူနေကြတာပါနော်အဲ့လိုအနေထားရှိပါတယ်အဲ့တော့လူတွေကအရှိတကုံဈေးကွက်ကိုအေးသွားပြီလို့ထင်နေကြလို့ပါအေးသွားတာမဟုတ်ပါဘူးလေးသွားတာပါနော်လေးသွားတာဖြစ်ပါတယ်ဈေးတွေများလို့လေးနေတာဖြစ်ပါတယ်ပစ္စည်းမပေါ်လို့လေးနေတာဖြစ်ပါတယ်ဆိုတာကိုဒီဗီဒီယိုလေးနဲ့မက်ဆေ့ပေးလိုက်ပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်